ဥဒ္ဒရမြန်မာလူမျိုးတွေကဗုဒ္ဓဘာသာကိုကိုးစားပြုတာနော်ယဟန်တန်ဃာတော်တွေဆိုလို့ရှိရင်လည်းသာသနာတော်ကိုကိုးစားပြုတာဗုဒ္ဓဘာသာတွေဘာလို့သူတို့ကဒါဖရာသာသနာနဲ့ဆက်ဆက်ပြီးကြည်တာလေဘုန်းကြီးတွေဘာလို့ဘုန်းကြီးတို့သူများအားလုံးကိုဘာသာကြားတွေကသာသနာနဲ့ဆက်ဆက်ပြီးကြည်တာဒီဘုန်းကြီးမကောင်းရင်ဒီဘုန်းကြီးမကောင်းလို့မမြင်ဘူးသာသနာတစ်ခုလုံးကမကောင်းဘူးလို့ပဲမြင်တာဟိုဥဒ္ဒရမြန်မာစကားပုံမှာရှိတယ်တပည့်မကောင်းဆရာကောင်းဆိုတာလေအခုလည်းပဲသာသနာကိုကိုးစားပြုတဲ့တန်ဃာတော်များတက္ကရာမများကအပြောမတက်အနေမတက်မလုတ်တက်မကင်တက်နဲ့ဆိုလို့ရှိရင်ဘုရားသာသနာထိခိုက်တယ်ဘုရားကပဲဒီလိုလုတ်ခိုင်းခဲ့သလားဆိုတာမျိုးထင်ရတာလေအခုတည်င်းကျွတ်တော့မယ်တည်င်းကျွတ်ရင်မြန်မာနိုင်ငံမှာဘာလဲဆိုတော့ကထိန်ပွဲတွေလုပ်ကြတော့မှာလေအဲ့တော့ကထိန်ပွဲဆိုတာမျိုးစာဘုရားခွင့်ပြုပါတယ်ဒါပေမဲ့ဘုရားခွင့်ပြုတာကြည့်လို့မဟုတ်ဘူးဘုရားခွင့်ပြုတာကတန်ဃာတော်တွေတည်င်းကျွတ်ပြီဆိုရင်သင်္ကန်းချပါမယ်တဝါရင်းလုံးသင်္ကန်းတစ်ထည်နဲ့နေလာခဲ့ကြတာသင်္ကန်းလိုမယ်အဲ့တော့သင်္ကန်းတွေလှူကြတယ်ဒါကထိန်သင်္ကန်းလှူပွဲဒါကောင်းတယ်ပေါ့နော်တန်ဃာတော်တွေလိုအပ်တဲ့ပစ္စည်းလေးပါတွေလှူဒန်းကြတယ်မကောင်းတာကဘာလဲဆိုတော့အဲတချင်းတွေဖွင့်တဲ့ကိစ္စပဲကထိန်ပွဲကိုအကြောင်းပြုပြီးတော့တချင်းတွေဖွင့်တယ်တချင်းဖွင့်တော့မှတိုးတိုးတိတ်တိတ်ဖွင့်တာမဟုတ်ရှိသမျှဘောက်တွေအကုန်ဖွင့်တာနော်ဥစ္စာမော်လမြိုင်ဘက်ကိုခရီးသွားရင်သိတာတယ်သူကအဲလေထုံဆက်ပေါ်ပါအပြစ်တင်တာ10လုံး15လုံးအလုံး20အဲ့လိုတင်ပြီးတော့ကိုဖွင့်တာနှလုံးရောဂါရှိတဲ့ပုဂ္ဂိုလ်ဆိုသေသွားမလားမသိဘူးဟိုဘေးနာကားမောင်းသွားရင်ကားတွေဆိုလည်းတုံခါသွားတာနော်အဲ့လောက်ထိကိုသူကစွတ်စွတ်ဝါးကြီးတွေဆိုတော့စူးညံနေတာပေါ့နော်ကထိန်ပွဲကိုအကြောင်းပြီးတော့တအိမ်လဲမုံနှစ်အိမ်လဲမုံတစ်ချောင်းလဲမုံတစ်ချောင်းလဲမုံရှိသမျှအကြောင်းရှိသမျှရွာကစူးညံနေကြတာဆိုတော့ဘာသာကြားတွေအမြင်မှာအထင်သေးစရာလေဗုဒ္ဓဘာသာကဒီလိုပဲလားဆိုတာမျိုးပေါ့နော်အဲ့တော့မြတ်စွာဘုရားကအဲ့လိုစူးညံတာကိုမကြိုက်ဘူးလေဆိုဦးစင်းပြောချင်တာကဘာလဲဆိုတော့ဟိုဗုဒ္ဓဘာသာတွေလုံးသမျှအားလုံးဒီသာသနာကိုထိခိုက်တာပဲကိုကောင်းကောင်းမှုလုပ်ရင်သာသနာဂုံတက်တယ်ကိုကောင်းကောင်းမှုမလုပ်တဲ့မကင်တဲ့သာသနာထိခိုက်တယ်အဲကြောင့်ဦးဇင်းတို့ရဟန်းတော်များဗုဒ္ဓဘာသာကိုးစားပြုတဲ့တရားဓမ္မများအနေနဲ့ဘာသာရေးနဲ့ပတ်သက်လာအထူးသတိထားရမယ်ကိုလုံးနေတဲ့အလုပ်ဒီဘုရားဆုံးမနဲ့ညီလားမညီလားကြည်တင်တယ်ပေါ့နော်မသိရင်ဆရာတော်တွေမေးပေါ့အရှင်မြတ်တို့ဒါလေးလုပ်ချင်တယ်ဒါအပ်ဆက်သလားဘုရားရှင်ဆိုရင်ခွင့်ပြုသလားဒါမျိုးပေါ့နော်မေးတင်တာပေါ့နော်မမေးဘဲနဲ့လှုပ်လိုက်တဲ့အခါကျတော့ဘုရားကပဲလှုပ်ခိုင်းခဲ့တယ်လို့ဒီဘုရားကပဲဒီတခြင်းတွေဖွင့်ခိုင်းတယ်လို့လည်းဖြစ်ကုန်တာပေါ့နော်အဲကြောင့်မကောင်းဘူးဒါဆရာတော်ကြီးကပြောတာနော်ဘာသာကြားတွေအမြင်မှာဆိုလို့ရှိရင်တဲ့စဉ်းစားဉာဏ်မရှိတဲ့လူမျိုးဟုအထင်သေးကြပြီလိမ့်မယ်တဲ့ထို့ကြောင့်အမျိုးဘာသာအဆင့်တန်းမြည်ရေးကိုတွေးကစီကန်းကြဥပုသ်ဆောင်နော်သတိပေးသည်တဲ့နော်ဆရာတော်ကြီးကသတိပေးထားတာနော်ဆရာတော်ကြီးသတိပေးထားတာဒါဥစဉ်သတိပေးတာမဟုတ်စနစ်တကျစီကန်းတကျဥပုသ်ဆောင်တတ်ဖို့လိုတယ်